You are listening to 101.75 MHz Payap Radio. အားလုံးပဲမင်္ဂလာပါရှင် Payap University Radio Station FM 101.75 MHz ရဲ့အထူးစီစဉ်မှာကြိုဆိုပါရစေ။ကျွန်မတို့နန်းဆိုင်ဟိန်းမှာ Payap University International College မှာ IBM Major ကိုပညာသင်ကြားနေတဲ့ 4th year student ဖြစ်ပါရှင်။ဒီနေ့ပိုင်းမှာတော့ IBM Program International Business Management ရဲ့အကြောင်းကိုမိတ်ဆက်ပေးမှာဖြစ်ပြီးတော့အဲ့ဒီ Major မှာပညာသင်ကြားနေတဲ့အကြောင်းတူ knowledge တယောက်ကွာလာကိုဖိတ်ခေါ်ထားပါရှင်။ကဲမလေးတရားကိုတခြားလောက်မိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့နော်လေးတရကွာလာဖြစ်ပါတယ် IBM Program Major မှာသင်ယူနေတဲ့ 4th year student ဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်အကြောင်းအရာတော့မလေးတရားသူကဒီ Major ဘာကြောင့်ရွေးချယ်ခဲ့ရလဲပါမောက်ခတွေရောဘယ်လိုတင်ကြားမှုပုံစံများရှိတယ်လဲပြီးတော့သူမရဲ့ထင်မြင်ချက်တွေအထူးထင်ရှားတာတွေကဘာများဖြစ်မလဲIBM မှာဝင်ရောက်ဖို့စဉ်းစားနေတဲ့အကြောင်းလူကျောင်းသားတွေရဲ့အတွက်ရောဘာတွေလေ့လာတင်လဲစားတဲ့အချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စားလိုက်ကြရအောင်။ So နံပါတ်1မိခွန်းနေနဲ့ Payap တက္ကသိုလ်မှာရှိတဲ့ International Business Management Program ကိုဘာကြောင့်ရွေးချယ်ခဲ့ရလဲတစ်ချက်လောက်ပြောပြလို့ရမလားရှင်။ကျွန်မက IBM program ကို Payap University မှာတက်ရောက်ဖို့ရွေးချယ်ရတဲ့အကြောင်းရင်းကတော့ထိုင်းနိုင်ငံထဲမှာတင်ပေါ့နော်နိုင်ငံတကာသင်ယူမှုပတ်ဝန်းကျင်တစ်ခုကိုရရှိနိုင်တယ်လို့ယုံကြည်လို့ပါဒါအပြင်ဒီ program ကနိုင်ငံသီးသီးကယဉ်ကျေးမှုအမျိုးမျိုးမှာရှိတဲ့ကျောင်းသားတွေတက်ရောက်တာကြောင့်အတန်းတိုင်းမှာနိုင်ငံတကာကတငယ်ချင်းတွေရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အတွေ့အခေါ်ကိုကျေပြန့်စေတယ်လို့လည်းခံစားရပါတယ်ပြီးတော့ Payap University ကစီးပွားရေးပညာရောပြီးတော့အင်္ဂလိပ်ဘာသာနဲ့သင်ကြားတဲ့ program တွေအတွက်ခိုင်မာတဲ့ brand reputation တခုရှိတယ်ပြီးတော့အနာဂတ်မှာလည်းနိုင်ငံတကာကုမ္ပဏီတွေမှာအလုပ်လုပ်ချင်တဲ့သူတယောက်အနေနဲ့ဒီ program ကနေကျမလိုအပ်တဲ့နိုင်ငံတကာအမြင်နဲ့လက်တွေ့ကျတဲ့အတွေ့အကြုံတွေရရှိမယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီ program ကိုရွေးချယ်တက်ရောက်ခဲ့ရခြင်းဖြစ်ပါတယ်အဲ့လိုဆိုလေးတရားပြောကြားချက်ရဆိုရင်ဒီ program မှာအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်။နောက်ထပ်ကတော့ဒီတင်တန်းမှာပေါ့နော်တင်ကြားရေးပုံစံနဲ့ဆရာမတွေရောဘယ်လိုရှိလဲဆိုတာကိုတစ်ချက်လောက်ပြောပြလို့ရမလားရှင်။သင်ကြားရေးပုံစံကတော့ interactive learning ပုံစံဖြစ်တယ်ပေါ့နော်ပြီးတော့ theory တွေကိုအလွတ်ပဲကြက်မှတ်ယုံနေမကဘူးပြီးတော့လက်တွေ့ကျတဲ့ case study တွေ group project တွေနဲ့ presentation တွေကိုလုပ်ကိုင်ရတယ်အဲအားကြောင့်မလို့သင်ယူလိုက်တဲ့အရာတွေကလက်တွေ့စီးပွားရေးလောကမှာကိုယ်တိုင်ပြန်ပြီးတော့အသုံးချနိုင်တယ်ပြီးတော့ပါမောက္ခတွေကလည်းနိုင်ငံအမျိုးမျိုးကလာရောက်သင်ကြားတာဖြစ်ပြီးတော့သူတို့လုပ်ငန်းအတွေ့အကြုံတွေကိုလည်းဒီကျောင်းသားအခန်းထဲမှာရှိတဲ့ကျောင်းသားတွေကိုပြန်ပြီးတော့မျှဝေကြတယ်ပြီးတော့ဒီပါမောက္ခတိုင်းကလည်း friendly ဖြစ်တယ်ပြီးတော့ကျောင်းသားကျောင်းသူတွေကိုမကြောက်ဖို့မေးခွန်းမေးဖို့ပြီးတော့ကိုယ့်ရဲ့စိတ်ကူးတွေကိုမျှဝေဖို့အမြဲတမ်းအားပေးအားမြောက်ပြုကြတယ်အဲအားကြောင့်မလို့စာသင်တာထပ်ပေါ့နော်အခန်းတိုင်းမှာဆိုရင်စကားပြောဆိုနေရတယ်လို့ဆွေးနွေးရတယ်လို့ခံစားရပြီးတော့သင်ကြားရေးကိုပို့ပြောရွှင်စရာကောင်းစီပါတယ်အဲ့ဆိုဒီ program မှာပေါ့နော်စာတင်ယုံတစ်ခုထဲမဟုတ်ဘူးအဲ့လိုမျိုးလက်တွေ့ကြကြတွေလည်းလှုပ်ဆောင်ရရပေါ့နော်နောက်ထပ်တစ်ခုကတော့ဒီ program ရဲ့ထူးခြားချက်ကဘာတွေဖြစ်မလဲလေတရား Payap University က IBM program ကိုထူးခြားစေတဲ့ချက်ကတော့ဒီနိုင်ငံတကာအတွေ့အကြုံပြီးတော့လက်တွေ့သင်ယူမှုနဲ့ပြီးတော့ supportive environment ပေါ့နော်ပတ်မိုးကူညီပေးတဲ့ပတ်ဝန်းကျင်ဒီသုံးခုပေါင်းစပ်ထားလို့ဒီ IBM program ကို unique ဖြစ်စေရလို့ထင်တယ်ပြီးတော့ကျမတို့ကဒီကျောင်းတက်နေချိန်ထဲမှာပြင်ပေါ့နော်ဒီ internship opportunity တွေပြီးတော့ဒီစီးပွားရေးပြိုင်ပွဲတွေနဲ့စီးပွားရေးပြိုင်ပွဲတွေပြီးတော့ဒီတခြား company တွေကို field trip သွားရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ networking ကိုပို့ပြီးကျေပြန့်ဖို့အခွင့်အလမ်းရှိတယ်ပြီးတော့အခန်းတိုင်းမှာလည်းအတန်းသားဥယျာဉ်နေပါတာကြောင့်ပမောက္ခတွေကကျောင်းသားတယောက်ချင်းစီရဲ့လိုအပ်ချက်တွေကိုအမှန်တကယ်သိရှိနားလည်ပြီးတော့လိုအပ်တဲ့လမ်းညွှန်မှုတွေကိုပေးနိုင်တယ်ဒါအပြင်ချင်းမိုင်မျိုးကကျောင်းသားတွေအတွက်လှပပြီးတော့ဇရိတ်စကားချွေတာနိုင်တဲ့မြို့တစ်မြို့ဖြစ်တယ်အဲဒါကြောင့်မလို့နိုင်ငံတကာကျောင်းသားတွေအနေနဲ့တသက်ရှိတဲ့နေရာတစ်ခုမှာအရေးသွေးမြင့်တဲ့ပညာရေးကိုရရှိချင်တယ်ဆိုရင် Payap University က international program တွေကိုတက်ရောက်ဖို့ပြောချင်ပါတယ်တရားကတော့အခွင့်အလမ်းကောင်းတစ်ခုပဲပေါ့နော်နောက်ဆုံးအနေနဲ့ Payap တက္ကသိုလ်မှာရှိတဲ့ IBM program ကိုစိတ်ဝင်စားနေတဲ့ကျောင်းသူကျောင်းသားတွေအတွက်မလေးတရားကဘာတွေပြောကြားချင်ပါလဲရှင်
ကျမပြောချင်တာကတော့ဗောနော်ရဲရဲတင်းတင်းသာရှောက်လိုက်ပါလို့အင်္ဂလိပ်လိုကိုကစီးပွားရေးပညာသင်ယူချင်တယ်ပြီးတော့ကဘာရရက်ကလူတွေနဲ့တွေ့ဆုံချင်တယ်ပြီးတော့နိုင်ငံတကာအလုပ်ကိုင်အတွက်ကိုအသင်ပြင်ဆင်ပေးမဲ့အတတ်ပညာတွေကိုရယူချင်တယ်ဆိုရင်ဒီ program ကတင့်တော်ပါတယ်အစပိုင်းမှာဗောနော်ကိုကလုံနိုင်မလားဖြစ်ပါမလားအဲ့လိုမျိုးစိတ်လှုပ်ရှားနေရင်တော့မှစိတ်ပူစရာမလိုပါဘူးနိုင်ငံတကာအကြောင်းသားတွေအနေနဲ့ကိုရဲ့နိုင်ငံမှာမဟုတ်ဘဲနဲ့နိုင်ငံရဲ့ခြားမှာလာရောက်ပညာသင်ယူနေရင်တော့မှဒီပမောက္ခတွေနဲ့ကိုမရှိရဲ့တငယ်ချင်းတွေအကြောင်းသားတွေက friendly ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့ပေါ့နော်နိုင်ငံတကာဒီလူမှုအဖွဲ့အစည်းရုပ်ဝန်းမှာမြင်မြန်ဆန်ဆန်အသားကျလာတယ်လို့ခံစားစီရမှာဖြစ်ပါတယ်ဒါကစီးပွားရေးပညာကိုသင်ကြားပေးရုံနဲ့မကဘူးဒီလူပုဂ္ဂိုလ်တူအနေနဲ့လည်းကိုယုံကြည်မှုရှိလာစေပြီးတော့အတွေးခေါ်မြင့်မာကြီးပြင်းလာစေနိုင်မဲ့ program တစ်ခုဖြစ်ပါတယ်ဒီနေ့ရဲ့ကဏ္ဍလေးမှာတော့ Fire Radio Season မှာမလီဒီယာရဲ့အသွေးမြင်နဲ့အသွေးကြုံတွေကိုမျှဝေပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ဒီနေ့ရဲ့ season လေးကတော့ Fire တက္ကသိုလ်မှာရှိတဲ့ IBM program မှာနိုင်ငံတကာသင်ယူမှုပတ်ဝန်းကျင်လက်တွေ့သင်ကြားမှုနည်းလမ်းနဲ့ပမောက္ခတွေရဲ့အနီးကပ်ပံ့ပိုးမှုတွေအလုပ်တင်တဲ့ကုမ္ပဏီတွေရဲ့ဆက်သွယ်ရေးကွန်ရက်စတဲ့အဖို့တန်ခွင့်လမ်းများကိုပေးစွမ်းတဲ့ program တစ်ခုဖြစ်ပါတယ်။ IBM program မှာစီးပွားရေး theory နဲ့လက်တွေ့ကျကျသင်ယူခြင်းတာမကကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုတွေယုံကြည်မှုတိုးတက်လာစေတဲ့အရာတွေနဲ့နိုင်ငံတကာအခွင့်အလမ်းတွေအတွက်အသင့်အပြင်ဆင်ခြင်းတို့ကိုလည်းရရှိစေနိုင်ပါတယ်ရှင်။အခြားသောအချက်လက်များကိုပုံမသိရှိလိုပါကဖာရပ်တက္ကသိုလ်ရဲ့ website မှာစူးစမ်းကြည့်ရှုနိုင်ပါတယ်ရှင်။နားဆင်ပြီးတော့ပရိသတ်များအားလုံးလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။ You are listening to 101.75 megahertz Hayat Radio.